ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအောင်သူ easy quit channel ကနေကြိုးစားပါတယ်ဗျာဒီနေ့မှာတော့ whole land ထိအောင်နတ်မွှေးတဲ့တီးစုံ backline channel လေးကိုဝင်မျှပေးတော့ပါမယ်ဗျာမဆလာနဲ့အတင်းတင်းလေးနဲ့အတိနာပေါင်းစုံပါဝင်လို့ကျမ်းမာရေးနဲ့လည်းညီညွတ်ပါတယ်ဗျာချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ကလပဲခရမ်းသီးမုံလာအုပ်နီမုံလာအုပ်ဖြူပန်းကော်ပီပဲတီရွှေပဲတီနဲ့ရုံးပီတီတို့ဖြစ်ပါတယ်ကိုမိမိနဲ့တရားအသီးအနှံတွေကိုထည့်လို့ရပါတယ်ဗျာစီသက်ဖို့အတွက်ကတော့ကျွန်တော်ငရုတ်သီး6လုံးပဲပြင်းတော်သိဇီယာပဲနဲ့သားစီအနည်းနည်းနဲ့ဂျင်းချက်တင်ပြူနည်းနည်းမုံနဲ့အယောင်တွေမှုလို့လိုပါမယ်ဗျာအရသာအတွက်ကတော့ကျွန်တော်မဆလာရဲ့အသားမှုန့်ရဲ့အချိုမုံရဲ့စားငံပြားရည်နဲ့မကြီးမှက်အည်တို့ကိုသုံးထားပါတယ်ကျွန်တော်တို့ကလပဲကိုတော့ကျွန်တော်လက်တဆုပ်လောက်ပဲသုံးထားတယ်ဗျအိမ်မှာပဲချက်တာဆိုတော့ကလပဲကိုကျွန်တော်တို့မချက်ခင်မှာတနားရီလောက်ကြိုပြီးတော့ရေစိမ်းထားပါတယ်ရေစိမ်းပြီးလို့ရှိရင်တော့မနူးတနူးလေးဖြစ်အောင်ပြုတ်ထားပါတယ်ဗျဟင်းချက်ဖို့အတွက်ပြင်ဆင်ပါမယ်ဗျဟင်းချက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အသီးနှံတွေကိုအနေတော့တုံးလေးတွေတုံးထားပါမယ်ပြီးလို့ရှိရင်တော့ရင်းနဲ့ချက်တမျိုးညက်နေအောင်ထောင်းထားပါမယ်ဗျပြုတ်ထားတဲ့ကလပဲတွေမနုတုံးဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ဆယ်ထားလိုက်ပါမယ်ဆယ်ထားပြီးတော့ကျွန်တော်တို့စီတက်ပါမယ်ဗျာဒီလိုဟင်းဝဲကိုစီထည့်ပြီးတော့ငရုတ်သီး6တောင်လေးကိုကျော်လိုက်ပါမယ်ပြီးလို့ရှိရင်ပြည့်တော့တဲ့ရွက်နဲ့ပဲနဲ့သားဇီယာသေးတို့ထည့်ပါမယ်ဒီနန်းလေးမှွေးလိုက်ပြီဆိုရင်တော့စက်တင်ဖြူနဲ့ကျင်းထည့်ပါမယ်စက်တင်ဖြူနဲ့ကျင်းနွားလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အယောင်တွေမှုန့်လေးထည့်ပါမယ်ဗျာအယောင်တွေမှုန့်နဲ့နည်းနည်းမှုန့်ထည့်ပါမယ်ဗျာစီတက်ထားတဲ့နန်းလေးလည်းမှုှလာပြီးရောင်လည်းထွက်လာပြီဆိုရင်ကျွန်တော်တို့ပြုတ်ထားတဲ့ကလေးပဲကိုအပေါ်ရန်လေးတင်းတော့လှိမ့်ပေးပါမယ်ပြီးလို့ရှိရင်လည်းပြင်ထားတဲ့အသီးတွေကိုထည့်ပြီးတော့တမအောင်မှုှပေးပါမယ်ဗျမှုှရနှံ့သွားပြီဆိုလို့ရှိရင်တော့ရေကိုအသီးတွေမြုပ်သွားတဲ့အထိထည့်ပါမယ်ဗျအရသာတော့စားအချုံမုံအသားမုံမဆလာနဲ့ငံပြာရည်တို့ထည့်ပြီးတော့ဖုံးကိုထားပြီးပါမယ်ဆူလာတဲ့အထိတည်ထားပါမယ်ဗျဟင်းဥဆူလာပြီဆိုရင်ကျွန်တော်တို့ရတာလေးမြည်ပါမယ်ပြီးလို့ရှိရင်လိုရာလေးထပ်ဖြည့်ပါမယ်ဗျဒီတစ်ဝက်လောက်ခန်းသွားတဲ့အထိကျွန်တော်တို့တည်ပေးပါမယ်ပြီးလို့ရှိရင်အသီးတွေနူးဤလာတဲ့အထိတည်ပေးရပါမယ်ဗျအသီးတွေနူးသွားပြီဆိုရင်ကျွန်တော်မကြီးတွေထည့်ပါမယ်မဆလာလေးနည်းနည်းထပ်ထည့်ပါမယ်ပြီးရင်အဖုံးလေးပြန်ဖုံးပေးထားပါမယ်ဗျဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်တို့အနန်းထောင်းနဲ့ရတာရှိလိုက်ဒီစုံပဲကလိုင်းပူလေးရပါပြီဗျာဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့ဗျာနောက်ထပ်ချက်ပြုတ်နေဗီဒီယိုတစ်တွေမှာပြန်တွေ့ကြပါမယ်ဗျာအားလုံးပဲအဆင်ပြေကြပါစေဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ